ဒီနေ့ခေတ်မှာကိုပိုင် brand တစ်ခုတည်ဆောက်ဖို့အတွက်လုံးဝလက်ကူသွားပါပြီဒါပေမဲ့မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုတော့ရှိဖို့လိုအပ်ပါတယ်ကိုပိုင် brand ကိုထုတ်ချင်တဲ့သူတွေအတွက်ငွေတော့ရှိတယ်ဘာလို့ရမှမသိကိုပိုင် brand တစ်ခုတော့တည်ဆောက်ချင်တယ်ဘာထုတ်ရမှလည်းမသိဘာမှထုတ်ရမှလည်းမသိကိုထုတ်လို့မဲ့ထုတ်ကုန်ကရော quality ဘိုင်းဆိုင်ရာမှာစိတ်ချမှုရှိရလားကိုထုတ်လို့မဲ့စက်ရုံတွေရောအာမခံချက်ပေးနိုင်ရလားထိုင်း FDA ကနေစလို့မြန်မာ FDA အထိဘယ်လို process တွေနဲ့ဆက်လုပ်ရမလဲဆိုတာအဖြေရှာမျှဖြစ်နေတယ်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့အခုပဲကျွန်တော်တို့ကိုဆက်သွယ်လိုက်ပါ cosmetic နဲ့ supplement လောကမှာ18နှစ်ကျော်ကြာလက်တွေ့လောက်ကင်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပေးရင်ကူညီပေးတော့မှာဖြစ်လို့ကျွန်တော်တို့ကိုယုံကြည်စွာနဲ့အနှံ့နိုင်ပါတယ်တိုင်ပင်ဆွေးနွေးဖို့အတွက်အချိန်ကိုတော့တနိုင်ကနေတနိုင်ခွဲအတွင်းသတ်မှတ်ထားတာဖြစ်လို့ဒီဗီဒီယိုကိုကြည့်ရှုခဲ့တဲ့လူကြီးမင်းတွေအနေနဲ့အထူးဈေးနှုန်းနဲ့အနှံ့နိုင်မှာဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက်အကျိုးတစုံတရာရှိမယ်ဆိုတာရေးရေးအာမခံပါတယ်ကိုပိုင် brand ကိုတိစောက်ချင်တဲ့လူကြီးမင်းတွေအနေနဲ့ကျွန်တော်တို့စီကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ